ဒီတယောက်ကကျွန်တော် grade line လေးဘယ်လိုခေါ်ရလဲလို့မေးထားလို့ပေါ့နော်အဲ့ဒါကိုကျွန်တော်လာပြီးတော့ပြောပြတာပါကျွန်တော်တို့အရင်ဆုံးကင်မရာထဲကိုဝင်လိုက်ပါမယ်ကင်မရာထဲကိုရောက်ပြီဆိုရင်အပေါ်ကအများလေးအောက်ကိုပြထားတဲ့နေရာတွေကိုနှိပ်လိုက်ပါပြီးတော့ရင်ကျွန်တော်တို့ setting ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ဒီမှာ general ဆိုတာလေးကိုနှိပ်လိုက်ပါဖုန်းတစ်လုံးနဲ့တစ်လုံး setting ရတူမှာမဟုတ်ပါဘူးဒါကတော့ကျွန်တော်အသုံးပြုနေတဲ့ဖုန်းရဲ့ setting ကိုပြောပြပေးတာဖြစ်ပါတယ်ပြီးတော့ရင်ကျွန်တော်တို့ grade line လေးကိုနှိပ်လိုက်ပါဒီတော့ရောက်တော့ပြီဆိုရင်ကျွန်တော်တို့ row တာဆိုတာကတော့ဒါ guideline ပေါ်ပါတယ်ဒီ non ဆိုရင်တော့ဒါ grade line လေးပေါ်ပါဘူးဆန္ဒမဆိုတော့ကျွန်တော်ကင်မရာရဲ့တဲ့ခါမှာလည်းပေါ်နေတဲ့ plate ပုံစံအမှတ်သားလေးပြောတာဖြစ်ပါတယ်ဒါဆိုရင်တော့ရသွားပါပြီတော့ဒါလေးကိုတော့ဖွင့်ထားမယ်ဆိုရင်တော့ဖွင့်ရတာပို့ပြီးတော့အဆင်ပြေပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တာကိုရသွားပြီဖြစ်ပါတယ်